တနေ့မှာတော့နမဲကြီးကိုနိုဟာ yellow flag နဲ့တွေ့ကြပါတယ်။တစ်ဖက်ကလည်းတတိယမြောက်ရန်ကာရဲ့အတာအရမ်းမြင့်တဲ့အေးဖြစ်နေတဲ့အတွက်မီနာတိုကကြံတဲ့သူတွေကိုထွက်သွားခိုင်းလိုက်ပြီးသူ့ရဲ့ခုနိုင်တွေကိုနေရာအနှံ့ချလိုက်ပါတယ်။အေးရဲ့အမြန်ဆုံးစပီးမှာတော့မီနာတိုကရှင်ချနိုင်ပေမဲ့သူ့ရဲ့ညီရှင်မီဂျီဂျူရီကီဘီရှိနေရကြောင်းလွယ်လွယ်ရီဆိုင်လို့မရပဲဖြစ်နေပါတယ်။အဲ့ချိန်ကိုနိုဟာဘက်ကပြန်ဆုပ်ဖို့အချက်ပြတာကြောင့်မီနာတိုကဘီမှာသူများနဲ့မတူတဲ့အရာတခုရှိနေတဲ့အကြောင်းပြောခဲ့ပါတယ်။အေးကိုလည်းနောက်တစ်ခါတိုက်ခိုက်ကြရင်တော့သူတို့နှစ်ယောက်လုံးကခါခဲရဖြစ်ရှိနေတော့မှဖြစ်ပြီးကိုရဲ့ညီအတွက်ဘယ်ဟာကအရေးကြီးလဲဆိုတာကိုမသိသူကဂျင်ဂျူရီကီအနေနဲ့ရောရှိနိုဘီအနေနဲ့ပါကောင်းမွန်တဲ့သူမဖြစ်လာနိုင်ဘူးလို့မီနာတိုကပြောပါတယ်။ဒါပေမဲ့ရန်ကာကမီနာတိုလွတ်မပေးပဲခုနိုင်ပစ်ထားတဲ့နေရာတွေကိုစိတ်ထဲကမှတ်သားလိုက်ပြီးမီနာတိုခုံမဲ့နေရာကိုသာကြိုသိရင်သူ့ရဲ့အမြန်နှုန်းနဲ့ဆိုရင်ဖမ်းနိုင်လောက်မဲ့အကြောင်းစဉ်းစားရင်တက်ခိုက်လိုက်ပါတယ်။အနာကတ်သွားတဲ့အချိန်မှာသူခုံမဲ့ခုနိုင်တွေကိုသတိထားကြည့်ပေမဲ့လည်းမီနာတိုကမထင်မှတ်ထားတဲ့ဘီရဲ့နောက်ကိုရောက်သွားပါတယ်။ရှင်မီရဲ့လက်တံနဲ့တက်ခိုက်တော့ teleportation ကျူစုရဲ့အမှတ်သားကိုထားခဲ့တာဖြစ်ပြီးဘီကလည်းခေတဲ့သူမဟုတ်တဲ့အတွက်ဓာတ်နဲ့ပြတ်ထောက်ပြီးသားဖြစ်နေပါတယ်။